တောင်ကိုရီးယားနိုင်ငံရဲ့ဝါဆောင်မြို့ဒီမြို့မှာမိုးရွာတဲ့နေ့တွေညတွေဆိုအမျိုးသမီးတွေနဲ့မိန်းကလေးတွေအပြင်မထွက်ရဲကြတော့ပါဘူးဘာကြောင့်လဲဒီဖြစ်ရဟာနှစ်ပေါင်း30ကြာအောင်မပြေရှင်းနိုင်ခဲ့တဲ့တောင်ကိုရီးယားသမိုင်းမှာအကျော်ကြားဆုံးနဲ့အဆိုးဝါးဆုံးမှုခင်းတစ်ခုဖြစ်ခဲ့ပါတယ်ဝါဆောင်မျိုးရဲ့ဒီဖြစ်ရဟာလူတွေကိုအကြီးကျယ်ဆုံးခြောက်ခြားမှုတွေပေးခဲ့လို့2003ခုနှစ်မှာဒီမှုခင်းဖြစ်ရကိုရုပ်ရှင်ဇာတ်ကားဖြစ်တောင်ပြန်လဲရိုက်ကူးခဲ့ကြပါတယ်1986စက်တင်ဘာလ15ရက်နေ့အဲ့ဒီနေ့မှာတောင်ကိုရီးယားနိုင်ငံဝါဆောင်မြို့မှာအသက်82နှစ်အရွယ်ရှိတဲ့အမျိုးသမီးတစ်ယောက်ပျောက်ဆုံးသွားခဲ့ပါနောက်4ရက်အကြာမှာသူမအလောင်းကိုလယ်ကွင်းထဲမှာတွေ့ခဲ့ရပါတယ်လက်တွေကိုချီနှောင်ထားပြီးပါးစပ်ကိုလည်းပိတ်ဆို့ထားပါတယ်အတ္တမပြုကျင်ပြီးအသက်ရှူပိတ်တပ်ဖြတ်ခံထားရခြင်းပါဒီဟာကစီးရီလူတတ်မှုတစ်ခုလုံးရဲ့ပထမအစဖြစ်လာပါတော့တယ်ဒီဖြစ်ရဖြစ်ပြီးနောက်တစ်လအကြာအောက်တိုဘာလမှာအသက်25နှစ်အရွယ်အမျိုးသမီးတစ်ယောက်ထပ်မံပျောက်ဆုံးသွားပြန်ပါတယ်မကြာခင်မှာပဲရေမြောင်းထဲမှာသေဆုံးလျက်ပြန်တွေ့ခဲ့ပါတယ်နောက်ထပ်2လအကြာဒီဇင်ဘာလမှာလဲ25နှစ်အရွယ်မိန်းကလေးကွန်းချောင်းဘွန်းဟာအိမ်ရှိမှနေရင်ရုတ်တရက်ပျောက်ဆုံးသွားပါတယ်ဒီနောက်4လအကြာမှာသူမရဲ့ရုပ်အလောင်းကိုလမ်းဘေးကမြေစင်းတောင်တန်းလေးတစ်ခုမှာစွန့်ပစ်ထားတဲ့အနေအထားနဲ့တွေ့ရှိခဲ့ပြန်ပါတယ်ဒီချိန်ကစလို့ချောင်းကီပြည်နယ်ကဟွာဆောင်မြို့ရဲ့သတင်းတွေဟာတမဟုတ်ချင်းပြန့်နှံ့သွားပြီးလူတွေအားလုံးအတွက်စိုးရိမ်ထိတ်လန့်စရာအချိန်ကာလတွေဖြစ်လာပါတော့တယ်ပျောက်ဆုံးသွားပြီးအသက်ခံရတဲ့သူတွေဟာအမျိုးသမီးတွေကြီးဖြစ်နေပြီးဖြစ်ရတွေဟာလည်းအားလုံးဒီပါပုံစံတူဖြစ်နေကြပါတယ်အလောင်းတွေဟာလက်တွေကိုချီနှောင်ခံထားရတယ်ပါးစပ်တွေကိုလည်းပိတ်ထားပြီးအကျန်းဖက်အတ္တမပြုခြင်းခံထားကြရပါတယ်ပြီးတဲ့အခါအများစုကိုဒီမျိုးသမီးတွေရဲ့ကိုယ်ပိုင်ဝတ်စားတွေဖြစ်တဲ့ဘောလီခြေအိတ်အင်ကြီးစတာတွေနဲ့လယ်ပင်ကိုဖိအားပေးပြီးလှုပ်ကြံထားခဲ့ပါတယ်ပြစ်မှတ်ထားခံရတဲ့အမျိုးသမီးတွေဟာအများအဖြစ်အသက်ငယ်တဲ့မိန်းကလေးတွေမိန်းမတွေဖြစ်ပြီးအသက်73နှစ်ကနေ80ကျော်အထိပါဝင်ပါတယ်ညဘက်မှာတယောက်တည်းလမ်းလျှောက်နေသူတွေတယောက်တည်းနေတဲ့အမျိုးသမီးတွေဒီလိုလူတွေဟာပိုပြီးအဖြစ်များပါတယ်မိုးရွာတဲ့နေ့တွေညတွေနဲ့တီးတန့်နေရာတွေမှာပိုအဖြစ်များတယ်ဘယ်လိုနေရာတွေလဲဆိုတော့လယ်ကွင်းမြက်ခင်းတောင်ကုန်းဘေးလမ်းဘေးတွေလိုလူနေပြီးအကူအညီမရနိုင်တဲ့နေရာတွေမြို့အပြင်ဘက်ရွာဘက်အချမ်းတွေမှာဖြစ်ပွားမှုပိုများပါတယ်ဒါကြောင့်ဒီကာလမှာဝါဆောင်မျိုးကလူတွေဟာကြောက်ရွံ့နေကြရပါတယ်မိန်းကလေးတွေဟာအနေရောင်တော့မဝေရဲကြတော့ပါဘူးမိုးရွာရင်အိမ်အပြင်လဲမထွက်ရဲကြတော့ပါဘူးလူတွေဟာ
အိမ်မပြန်ရဲတဲ့ညတွေတောင်ရှိလာကြပါတယ်။မိုးရွာတဲ့ညတွေနဲ့အနီရောင်ဝတ္တုတွေကိုရွေးပြီးတတ်တယ်ဆိုတဲ့သတင်းတွေလည်းပြန့်နှံ့နေပါတယ်။ဒီလိုစင်တူဖြစ်ရမှုခင်းတွေဆက်တိုက်ဖြစ်ပွားလာပြီးတစ်နယ်လုံးအထိတ်တလန့်ဖြစ်လာတဲ့အခါခေါင်းချောက်ရသူတွေကတော့သက်ဆိုင်ရာနဲ့ရဲတွေဖြစ်လာပါတယ်။ဒီဖြစ်ရတွေအတွက်အကြီးဆုံးစုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့ပါတယ်။တန်တရားရှိသူလူပေါင်း2100ကျော်ကိုစစ်ဆေးခဲ့ပါတယ်။လက်ဝေပေါင်း4000ကျော်စုဆောင်းခဲ့တဲ့ DNA နမူနာပေါင်း980စစ်ဆေးခဲ့ပါတယ်။ဒါပေမဲ့ဒီအချိန်ကာလတွေမှာဆက်သွယ်ရေးနည်းပညာနဲ့အစအစအားနည်းနေသေးတဲ့အတွက်တရားခံအစ်စ်ကိုမဖော်ထုတ်နိုင်သေးပါဘူး။ဒီလူသတ်မှုဖြစ်ရပ်တွေဟာ4 မိုင်အတွင်းဖြစ်ပွားလိရှိတဲ့အတွက်ရဲတွေကအကွာအဝေးအတိုင်းစောင့်ကြပ်ခဲ့ပေမဲ့မရှိတဲ့နေရာတွေမှာနောက်ထပ်လူသတ်မှုတွေဆက်တိုက်ဖြစ်ခဲ့ပါတယ်။သက်ဆိုင်ရာကလည်းအစစ်အစစ်ဖိအားတွေများလာတဲ့အတွက်မှားယွင်းဖန်ဆီးမှုတွေနဲ့တရားခံအတုတွေတောင်အများအပြားရှိခဲ့ပါတယ်။အသက်ရှင်ကျန်ရစ်ခဲ့သူတွေရဲ့ပြောကြားချက်အရဒီအမှုတွေရဲ့တရားခံဟာအသက်20ဝန်းကျင်အရက်9ပေ9လက်မခန့်ကိုခန္ဓာပိန်ပါသပင်တူအတန်ကတူတူပြောတဲ့သူဖြစ်ကြောင်းသိလာရပါတယ်။1988ခုနှစ်မှာ14နှစ်အရွယ်မိန်းကလေးတစ်ယောက်အိမ်ထဲမှာအိတ်နေတော့လှုပ်ကြံခံခဲ့ရပါတယ်။ဒီအခါယုံဆုံးရော့ဆိုသူကိုမှားရင်ဖမ်းဆီး၍2020ခုနှစ်ရောက်မှယုံဆုံးရော့မှာအပြစ်မရှိကြောင်းသက်သေပြနိုင်ခဲ့ပါတယ်။ဒီလိုနဲ့1986စက်တင်ဘာလကစပြီးလူသတ်မှုတွေဟာဆက်တိုက်ဖြစ်ပွားလာခဲ့ပါတယ်။1991ဧပြီလ3ရက်နေ့မှာ69နှစ်အရွယ်အမျိုးသမီးကြီးတစ်ယောက်လှုပ်ကြံခံရပြီးတဲ့နောက်တပ်ဖြတ်မှုတွေဟာရပ်တန့်သွားပြီးတပ်ဖြတ်သူဟာပျောက်ဆုံးသွားပါတော့တယ်။9နှစ်နီးပါးအတွင်းဖြစ်ပွားခဲ့တဲ့ဒီစီရီတပ်ဖြတ်မှုဖြစ်ရပ်တွေကိုတော့လုံးဝမဖြေရှင်းနိုင်ခဲ့သေးပါဘူး။ဒီတပ်ဖြတ်မှုတွေရပ်တန့်သွားပြီးတဲ့နောက်3နှစ်အကြာ1994ခုနှစ်မှာလီချွန်ဂျေဆိုသူဟာသူမိမရဲ့အမဖြစ်သူကိုအိမ်ကိုအလဲဖိတ်ခေါ်ခဲ့ပါတယ်။ဒီနောက်မှာအမဖြစ်သူကိုမူရစေဝါတွေတိုက်ကျွေးပြီးအတ္တမပြုခြင်းကလဲပင်ကိုဖိအားပေးလှုပ်ကြံလိုက်ပါတယ်။ဒီအမှုကြောင့်လီချွန်ဂျေဟာထောင်ဒဏ်တစ်သက်ချမှတ်ခံခဲ့ရပါတယ်။နောက်ပိုင်းထွက်ပေါ်လာတဲ့ DNA နည်းပညာအသစ်တွေနဲ့2019ခုနှစ်မှာတန်တရားရှိသူကိုတွေ့ရှိခဲ့ပါတယ်။သူကတော့မိန်းမရဲ့အမဖြစ်သူကိုတပ်ဖြတ်ခဲ့လို့ထောင်တစ်သက်ကြခံနေရသူလီချွန်ဂျေဖြစ်နေပါတယ်။ဒါပေမဲ့အစပိုင်းမှာသူကညှင်းဆန်ခဲ့ပါတယ်။ DNA အားလုံးကန့်ညီမှုရှိနေတဲ့အတွက်နောက်ဆုံးမှာအားလုံးကိုသူကဝန်ခံလိုက်ပါတော့တယ်။သူဟာ1986ခုနှစ်မှ1994ခုနှစ်အတွင်းအမျိုးသမီးနဲ့မိန်းကလေးပေါင်း15ယောက်ကိုတပ်ဖြတ်ခဲ့တဲ့အတ္တမပြုခြင်းမှုပေါင်း30ကျော်ကျူးလွန်ခဲ့ပါတယ်။ဒါကြောင့်ဒီစီရီလူသတ်မှုဖြစ်ရပ်ကိုနှစ်ပေါင်း30ကျော်ကြာမှတရားခံကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ရဲများရဲ့အဆိုအရလီချွန်ဂျေဟာအင်ထရိုဘာဖြစ်ပြီးကိုယုံကြည်မှုနဲ့သူလိင်ဆန္ဒနဲ့စိတ်မကျေနပ်မှုများကြောင့်အမှုများကိုကျူးလွန်ခဲ့တယ်။သူဟာစိတ်ညစ်ညမ်းမှုသဘောရှိပြီးမိမိကျူးလွန်မှုများကိုဂုဏ်ယူပြောဆိုတတ်သူဖြစ်ပါတယ်။လီချွန်ဂျေဟာမိန်းမရဲ့အမဖြစ်သူကိုတပ်ဖြတ်မှုကြောင့်ထောင်ဒဏ်တစ်သက်ချခံနေရပေမဲ့ကျူးလွန်ခဲ့တဲ့စီရီလူသတ်မှုဖြစ်စဉ်တွေအတွက်တော့ပြစ်ဒဏ်ချခံရခြင်းမရှိတော့ပါဘူး။အကြောင်းရင်းကတော့အဲ့ဒီချိန်ကတောင်ကိုရီးယားဥပဒေအရလူသတ်မှုတွေကို15နှစ်နောက်ဆုံးထားပြီးဆွဲဆိုရမယ်ဆိုတဲ့ကန့်သတ်ချက်ရှိခဲ့ပါတယ်။ဒါကြောင့်အမှုတွေကိုပြန်ဖွင့်ချိန်2019ခုနှစ်မှာအချိန်ကာလကျော်လွန်သွားတာကြောင့်ဖြစ်ပါတယ်။
အရင်ကဥပဒေအရပြစ်ဒဏ်သက်တမ်းကျော်ပြီးသားဖြစ်လို့သူ့ကိုတရားစွဲမရတော့ပါဘူး။ဒါကြောင့်1994လူသတ်မှုဖြစ်ရပ်တစ်ခုရဲ့အတွက်ကြောင့်ပဲထောင်နဲ့တစ်သက်ချခံနေရခြင်းဖြစ်ပါတယ်။ဒီဖြစ်ရပ်မှန်မှုခင်းကိုပြန်ရိုက်ကူးထားတဲ့ဇာတ်ကားကိုကြည့်ခြင်းတော့2003ခုနှစ်ကထွက်ရှိခဲ့တဲ့ Memories of Mara ဇာတ်ကားဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးတဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးနော်။